Starling ဆိုတာအကုန်ရှိတယ် ကျမတို့က Starling ကိုသုံးဝင်ပြူလာတယ်ဒါပေမဲ့အခါချင်းငွေယူ ခါချင်းဝင်ယူပြီးတော့လေဘူးမှဝမလုပ်ဘူးအခုလိုအပ်တဲ့လူမှလည်းအကုန်လုံးသူတို့လိုအပ်တာမှလည်းအကုန်လုံးသူတို့ပါအိမ်မှာနော် ကျမတို့မှတက်တည်ရှိတယ် အိမ်မှာဟုတ် ပြောလိုက်တော့ဒီကမှာဆရာအောင်သူနဲ့သူတို့ရှင်းလိုက်မယ်ခုကအရေးပေါ်အုပ်ချုပ်ရေးဥက္ခရာကိုယ်တိုင်ဖမ်းခိုင်းလိုက်တာစပါတာကိုဖုန်းခေါ်လိုက်အခုကျွန်တော်ပြောတယ် ဘာလို့လဲမဆိုင်ဘူးဆိုင်နေတာမဟုတ် စပါတာနဲ့ဆိုင်နဲ့ဆိုင်တဲ့လူတွေပြောလိုက်ဗျာနော်ရှင်းရှင်းလေးပဲခုဒီအိမ်နဲ့ဆိုင်တဲ့လူကိုပြောလိုက်ဘယ်သူတော့ရရှိ ဒီ ပြော မှာ လိုက် ကြည့်တော့သူတောင်းလို့နေပြီ ဓမ္မတုံးတော့ ရရှိတယ်ကိုနေပြီဆိုတာ အဲ့တော့ပြောလိုက် ဒီတော့ဒီသူရောဆောအားတယ်လို့လေတော့ဒီသူရောလေဒီ ဒီ မှာ မှာအဒီစကားလိုက်ခဲလာလို့အဲ့ဒါမို့ရေးပေါ် အခုဒီမှာကိုယ်တိုင်အခုဒီရောက်ဝင်မှကြာတာပဲ ကိုယ်တိုင် ဒီမှာရောကြောက်တယ်ခွန်းအကုန်လုံးကိုကြောက်တယ်အကုန်လုံးဖြစ်လာတယ်ကြောက်တယ်ဗီဒီယိုလည်းကြောက်တယ် ဒါပဲပြောလိုက်တော့ရော အိမ်မမအတက်ဖြုတ်လို့ရရော အခုကခါခါမှာရေးပေါ်ဆိုရင်ဥက္ခရာကြီးခင်ဗျားတို့ကိုယ်လိုက်ရှင်းရင်လိုက်ခဲ့လိုက် ဆိုင်တယ်မရှိဘူးယူသွားတာ ဟုတ်ပြီနော် ဒီလောက်ကြီးဒီကိုပြည်သူတွေကိုနှိပ်စက်တာကိုအော်တော့ကိုမဆုံးဘူး ဟုတ်ပါပြီနှိမ့်သက်တာဟုတ်ပါပြီ ဒါနှိပ်စက်တာကြီးနိုင်ငံကြီးလောက်တာကြီးနိုင်ငံကြီးလောက်တာကြီးနိုင်ငံကြီး ရှင်းတဲ့စကားလိုက်ခဲ့လိုက် ဟေးရှာမရှိနဲ့တဲ့ ဘာမှပြောလိုက်အောင်အဲ့ဒါမပေါ့ဘူး ပြောတာ အဲ့ဒါမပေါ့ဘူး စခန်းကလိုက်ခဲ့ဒီပဲပြောတာစခန်းကြီးလိုက်ခဲ့တို့ကပြည်သူတွေလည်းဘာမှသိဘူးလေတို့ကဘာမှနားလည်ဘူးလေနင်တို့မှလည်းထက်ကလေးကိုစခန်းလိုက်ခဲ့နေဒီပဲ ခန်းကြောင်မှန်းသိလို့ စ လေ ခန်းကိုကြောက်လို့လေတို့ကဟုတ်တာလောက်တော့ဘာလောက်တာတော့ဟုတ်တာဘာလဲလောက်တာတော့မဟုတ်တာဘာလဲလောက်တာ ဘယ်နဲ့ရောင်းတာလဲ ဟုတ်တယ်ဆိုလိုက်ခဲ့လိုက် ခင်ဗျားဟုတ်တယ်ဆိုလိုက်ခဲ့လိုက်ခုနကပြန်တော့ခင်ဗျားတို့လည်းလုံးကဲ စခန်းလိုက်ခဲ့လိုက်စခန်းလိုက်ခဲ့လိုက်စခန်းမှာ ကဲမယ်လိုက်ကြတယ် တော့လား ကျမပြောမယ်စခန်းမှာဆရာခဏလေးနေအောင်စခန်းမှာဒီအိမ်မှာအခါချင်းငွေ ဘာလို့ကြီးနိုင်ငံကြီးလောက်သွားတာတော့ လောက်ဝင်နေအဲ့ဒီစကားကအနီရောက်တဲ့နော်ဒီမှာကျမကဥပဒေကိုနားလဲတဲ့လူမလို့ကျမဥပဒေစကားပဲဖြစ်မယ်အဲ့ဒီပြောရအောင် ဆက်လာနေတော့ လက်ညှိုးအနီရင်ထိုးတာလက်ညှိုးအနီရင်ထိုးတာ နေနေနေ လက်ညှိုးကအနီ နေဘောလာတော့ပြော မပြောလို့ပြောလို့ လက်ညှိုးကဘယ်သူရင်ထိုးလဲဆိုတော့မင်းညာအနီရောအရင်ထိုးခဲ့တာဒီလိုမျိုး ဘုံဘုံပဲပြော ဟာဘူးဘာပြောရလဲမဟုတ်ဘူးအဲ့ဒါဘာလဲ လိုက်ခဲ့လိုက်ချုပ်မင်းဆိုရင်စကားကိုလိုက်ခဲ့လိုက်